အားလုံးပဲကျွန်တော်ပြန်လာပြီကျွန်တော်ဒီနေ့တော့Roblox လေးကျန်ဆောင်တယ် Roblox ရပါမစော်ဘူးဘာလို့ရတာမစော်ဘူးMinecraft ဆောင်မှာပြောပါအခုတော့ကျွန်တော် Minecraft ရနေပါပြီဒီလိုမျိုးကျွန်တော်နည်းနည်းလေးဆိုတာအတွက်ပစ္စည်းရတော့ရနေပါတယ်အဲ့တော့ကျွန်တော်လည်းအဆုံးပါပါဝေးကျွန်တော်လည်းဒီအရောမြန်ဆော့နေဆိုတော့ယိုးနေပြီအဲ့ဒါမှလည်း click class မှာတို့လို့ဒီ classic texture pack လေးကိုထည့်ပြီးတော့ဆော့ခဲ့ရဖြစ်ပါတယ်ဒါလည်းခုတ်ပြီးတော့ကျွန်တော်ဒါရီခုတ်တယ်ပြီးကျွန်တော်အိမ်ဆောက်ဖို့အတွက်လုပ်တယ်တက်ခုတ်တာလေးတော့နဲ့ကြော်ရအောင်နော်โอเคကျွန်တော်တက်ခုတ်တာလေးရပါပြီအဲ့တော့ကျွန်တော်တက်ရီလုပ်တယ်စနေကြမ်းရမှာပါအားဆုံးမရပါဘူးစနေခုမကြလို့ရှင်မရပါဘူး What the heck ဒီမှာတက်စနခုပြန်ခိုးလိုက်တော့တက်သားတွေကလောက်မှာမဟုတ်အဲ့ရော40ထည့်လို့မရဘူး Yeah ကျွန်တော်တို့အခုတော့ကျွန်တော် mobile legend နဲ့တော့ဆော်ရမှာပါဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒါရပြင်းလို့ပါဘာလို့ကျဆော်မဟုတ်ဘူးကျွန်တော် Roblox ဆော်မှာပါမှားသွားလို့ပါဗီဒီယိုက10 မိနစ်ကျော်သွားပြီနော်ဒါတော့မကောင်းတဲ့အတွက်ဒီဆော်လို့မရဘူးပေါ့နော်ခဏတော့စောင့်ရမယ်ဗျလိုင်းကောင်းတော့ပန်းဆောင်ဒီစမ်းကြည့်ကြပါလို့ပြောချင်ပါတယ်လို့Oh my god အတန်ကကျေလုံးနဲ့အတန်တိုးသားမှာကွာရောက်ရေအခုမှစ table flip တွေပါပေါက်ကုန်ပြီ table flip ကြီးက table flip လား unit strike လားမသိဘူးဘလို့ထင်တယ်လောကထင်နေရဲ့ထင်နေအဲ့လေးဘရိုရေကျွန်တော်ထင်နေရပြန်ထွက်ပြီးပြန်ဝင်လိုက်မယ်နော်အဲ့ဒါလေးတော့ကျွန်တော်နည်းနည်းကြော်လိုက်မယ်နော်ဘယ်ဖြစ်တော့ကျွန်တော်ထင်နေရဗျအရင်တော့မထင်ဘူးအခုမှထင်လိုင်းကောင်းမှထစ်တယ်တဲ့ကွာတော်ကွာကျွန်တော် mobile လေးရဲ့ပြောင်းစောမှာဖြစ်ပါတယ်ဟိုအားလည်းတိတ်မရှိတော့ပါဘူးခင်ဗျဗီဒီယိုကတော့အဲ့ဒီကြောင့်တူတူလေးနဲ့ပဲပြီးသွားမယ်အခုကတော့3 မိနစ်ကျော်သွားပါပြီဘလုံးမကြည့်ကြပါဟောချင်တယ်လေးကိုလည်း like and subscribe လေးလုပ်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်အပဒါတဲ့ကွာကလေးစီတော့ဆောဘူးမဟုတ်ဘူးလို့ခေစနာဦးကျွန်တော်ကိုဘာပြောရလဲမသိဘူးလက်ဆောင်ပုံးလေးတော့ကျွန်တော်ပေါ်နေရလက်ဆောင်ပုံးလေးတော့ပေါ် what the ကျွန်တော် grandma star ရောက်နေပြီနော် grandma star ရောက်နေပြီဒါပေမဲ့ကျွန်တော်ကိုင်းတာဆိုလို့ဒါလို့တကောင်မရှိလူကတ်လေးကိုင်းနေချောင်းလေးကိုင်းပါလေကျွန်တော် MVP ရတာ3 ကာပဲ
ကျန်ပါပဲကျွန်တော်မျက်နှာတော့ဒါပါကျုပ်စားလေးပါဥစားလေးပါပြရမနော် kind of wait ခဏဖောင်းပါမာဒီထဲမှာပါဒီမှာပြကျွန်တော်ပြမယ်မကျွန်တော်မျက်နှာတော့ဒီမှာပါကျွန်တော်မျက်နှာလေးဖြစ်ပါတယ် Wait a minute, what the fuck? ဘယ်ရောက်ကုန်တာတော့ဘာလို့ကြတယ်မှာဒါပေမဲ့ကျွန်တော်တယောက်တည်းဆိုတော့အပေါ်လုံးမရှိဘူးကျွန်တော်မဟိုနေ့ကကျွန်တော်မနေ့ဟိုဘူးဆိုရဲအမလေးဒီမလေးကျွန်တော်ပြပြမယ်ဟမ်ဘယ်ဝါဘူးဆိုရဲအမဒီမှာသူကလည်းအိမ်ပြန်ဝင်ပေါ့နော်စာရောတော့လာသေးတယ်ကျွန်တော်တို့ပြောရလဲစော်တည်းရပေါ့နော်သူကအိမ်ပြန်ဝင်တော့ကျွန်တော်တယောက်တည်းပြတ်သွားပါပေါ့နော်အဲ့တော့လည်းဘယ်တက်နိုင်မှာလဲကျွန်တော်လည်းစော်ရမှာပဲကျွန်တော်ဒါလောပဲကိုင်းတော့မယ်ကျွန်တော်တို့ပွဲတိုင်းဓာတ်လောပဲကိုင်းတာပါကျွန်တော်ပွဲတိုင်းဓာတ်လောကိုင်းတာပါဘယ်ပွဲပဲဖြစ်ဖြစ်ကျွန်တော်ဓာတ်လောပဲကိုင်းတာပါအဲ့ဒီပြောနေအောင်မယုံလို့ရှိရင်ကျွန်တော်မအောင်မေးကြည့်ပါအခုကျွန်တော်တော့ပြောပြရမှာနားလေးနေပေါင်းပြကြမှာကျွန်တော်ပြောပြမှာပေါ့နော်နောက်ဗီဒီယိုမှာကျွန်တော်ပြောပြပါမယ်ကိုယ်လည်းWelcome to Mobile Legends! ဒီကနေ့မချမ်းနဲ့တောင်းလာရဲ့ဝိုင်းဟဲ့လို့ပြောရမှာဘူးပေါ့ဗျာချမ်းကြီးပဲလို့လည်းတကောင်းဟာကျွန်တော်ထပ်သွင်းရတယ်ဆိုပြီးမဲ့ present လို့လိုက်မင်းတို့ချပြီးရတိုက်ပဲပြရလဲ哦哟，我们弄完走路啊！咱们没弄那个标呢。哦，哎，咱们这了。呀，又长了啊！他没多少片呢。Cool is I done near the Kuma Musaku. Launch attack! And then we didn't have it. I don't need to go with that. Then I don't need to go with that. No, you An ally has slain Lord! I don't want to do better. See you later, bye bye.